ယူစေးုံမှာရေးတဲ့ကြဗျာဘောမာလီသပင်ပုံစံနဲ့စေးကြောင်နေတဲ့တငယ်ချင်းတယောက်ကငါ့ကိုမေးတယ်ဖလော်ရီဒါအဖိန်းနဲ့ညသာအတူတူစားဘူးလားမေးဆုံးတောကြီးထဲမှာကျတစ်တကောင်နဲ့နှပန်းလုံးဘူးလားချီလီမိုင်းတွင်းထဲမှာအောက်ဆီဂျင်ပြတ်ဘူးလားရီယိုဒီဂျနေရိုမှာဆေးရှူဘူးလားကာရီဘီယန်ပင်လယ်ထဲမှာငါးများဘူးလားငါပြန်ဖြေမယ်တကယ်တော့တောင်အာဖရိကကားရဲ့ဖာတယ်မတယောက်လောက်နဲ့တော့ညာအတူတူအိတ်ဖူးပဲဒီကဘာပေါ်မှာဘယ်ယောက်ျားမှစောက်ကြီးစောက်ကျဲပြောခွင့်မရှိဘူးကွာငါတို့ကဝေစည်းထက်နှက်တဲ့စင်ရဲတွင်းတွေကဖားပါဇက်ထက်တောင်ဘလောင်ပလဲများတဲ့ဥတွေနဲ့တိုင်းပြည်ကကြပြဆရာတွေပါငါတို့ကတရက်ကိုအမဲသားအစိတ်သားကျွေးရတဲ့ကိုလံဘီယာအချင်းတောင်တွေကခွေးတွေလောက်တောင်အာဟာရမပြည့်ဝတဲ့နိုင်ငံသားတွေပါငါတို့ကအရှိတောင်အာရှမှာအချင်းကြပြီမင်းကမက္ကဆီကိုမှာလွတ်မြောက်နေတာပါဂါစီယာမာကွတ်ကပြောတယ်သူတို့အာဂျင်တီးနားလို့မခေါ်ပါနဲ့အာဂျင်တိုင်းလို့ပဲခေါ်ပါတယ်ငါတို့မှာအခုထိဗမာမှန်မသိမြန်မာမှန်မသိငါတို့ကတန်ရာကိုဘာသာရေးနဲ့ကုတာတယ်မင်းတို့ကမူရစေဝါနဲ့ကုတာတယ်မင်းတို့ကတော်လိုင်းရေးတစ်ခုပဲရှိတယ်ငါတို့ကလက်နက်ကိုင်အေဂျင်စီတွေရှိတယ်မင်းတို့ကဟာဗာနာရှိတယ်ငါတို့ကနဂနီရှိတယ်မင်းတို့လည်းအော်တာဗီယိုပတ်လို့လကားရခဲ့တာမဟုတ်ငါတို့လည်းမောင်ချောနယ်ကြီးကိုလကားရခဲ့တာမဟုတ်ပြီလားတာကြီးကြည်စော်အေး